ကျွန်တော်ဒီနေ့သွားခဲ့တဲ့နေရာလေးတစ်ခုရှိတယ်ကျွန်တော်ဘာလို့သွားတာလဲဆိုတော့ဖက်တွေဆေးချနေတဲ့ဆိုတဲ့အတန်ကြားလို့ကျွန်တော်အဲ့ဒီနေရာကိုပြေးသွားလိုက်တာပါဘလို့ဖက်တွေလဲဆိုတာတော့ဒီဗီဒီယိုထဲမှာမြင်နိုင်ပါတယ်ဘယ်လောက်ထိဆေးချနေလဲဆိုတာတွေလည်းဒီဗီဒီယိုထဲမှာကျွန်တော်ရှင်းပြပါမယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေမှာ New Balance ကြိုက်တဲ့သူတွေရှိလား New Balance နေဘယ်လောက်ထိဆေးချနေလဲဆိုရင်6000ถึง5500လူတန်ဖက်တွေကို2000နဲ့ဆေးချနေတာဖြစ်ပါတယ် discount ချပြီးသားကို2000ပြင်ဘာတွေရှိသေးလဲဆို1200တို့900တို့မိန်းကလေးစီးဆိုရင်900တန်ဖက်လေးတောင်ရှိသေးတယ်ဒီဗီဒီယိုထဲမှာတော့ကြည့်လို့ရပါတယ်လိုချင်တဲ့ဖက်ရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပုံလေးပြပြီးတော့မှားလို့ရပါတယ် New Balance တွေကတော့ 60% or 30% or 50% off ဆိုပြီးတော့အမျိုးမျိုးစီချနေတာဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်လိုချင်တဲ့ဖက်လေးဆိုလို့ရှိရင်တော့4000တန်ကို1600နဲ့ရခဲ့တယ်ပေါ့နော်သူကတော့4000တန်ကို 60% off နဲ့1600နဲ့ရခဲ့တာဖြစ်ပါတယ်အဲ့လိုနဲ့ကျွန်တော်တို့လည်း New Balance ကြည့်ပြီးတော့ Converse တွေလည်းထပ်ပြီးဝင်ကြည့်ပါတယ် Converse မှာတော့ buy one get one တွေပေးထားတာဖြစ်ပါတယ်ဈေးတွေကတော့ဒီဖက်တွေရဲ့အောက်မှာတော့ရေးထားဖြစ်ပါတယ်အဲ့လို buy one get one buy one get one ဆိုပြီးတော့ရေးထားရပါတော့ buy one get one မပါတဲ့ဟာဆိုရင်တော့သူတို့ကအဲ့ဒါdiscount မပေးတဲ့ဖက်တွေဖြစ်ပါတယ် Converse ကတော့တကယ်မိုက်တယ်ဗျာယောက်ျားလေးစီရောမိန်းကလေးစီရောunisex တွေစီလို့ရတယ်ပေါ့နော်ဒီမှာကတော့ကျွန်တော်သိရတော့ buy one get one အပြင်ကိုသူတို့ကဘယ်လောက်ပါဆန်လဲတော့မသိပေမဲ့ sale ထက်ချပေးထားတယ်ပေါ့နော်ဈေးတွေထက်လျှော့ပေးတာတွေ့ရပါတယ်ကျွန်တော်လည်း design ဝင်ကြည့်ပြီးတော့ Converse လည်းကြည့်ပြီးတော့အခုတော့ Adidas ဆိုင်နဲ့ဝင်ကြည့်ပါတယ်Adidas တွေမှာတော့တော်တော်များများတော့ sale ချထားပါတယ် Adidas တွေမှာလည်းသူတို့က 30% off 40% off 50% off ဆိုပြီးတော့သူတို့အမျိုးမျိုး discount တွေချပေးထားတာလည်းတွေ့ရပါတယ်လူစီးများတဲ့ Summer တို့ Spacier တို့ Superstar တို့ကိုလည်း sale ချတာအဲ့ဒါအပြင်ကမှဒီကျွန်တော်စီးတဲ့ sneaker တွေ shoe တွေမဟုတ်ဘဲနဲ့ဘောလုံးငယ်ဖက်တွေကိုလည်း sale ချထားတာရှိပါတယ်ကွင်းကြီးဖက်တွေဖြစ်ပါတယ်ဖက်တွေပြင်တွေးခဲ့ရတော့ကျွန်တော်တို့ဒီဘောလုံးအသင်းအင်ဂျီတွေတွေးခဲ့ပါတယ် Bayern Munich တို့ Real Madrid တို့ Man U တို့Inter Miami တို့အစရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘောလုံးအင်ဂျီတွေကတော့တစ်ထည်ကို1900ဘတ်1920တော့ကျပါတယ်ကလပ်အသင်းအင်ဂျီတွေအပြင်နိုင်ငံအသင်းအင်ဂျီတွေလည်းရှိပါတယ်ကျွန်တော် Adidas ဆိုင်ဝင်ကြည့်ပြီးတော့ Puma ဆိုင်ကိုလည်းထပ်ပြီးတော့ဝင်ကြည့်လိုက်ပါတယ် Puma မှာလည်းတကယ် design တွေမိုက်တဲ့ဖက်တွေလည်းအများကြီးပဲအဲ့မှာလည်း sale ချထားတဲ့ဖက်တွေလည်းအကုန်လုံးနီးပါပဲ sale ချထားတာတော့မိုက်တယ်ဗျာတစ်ချက်ဒီဗီဒီယိုထဲမှာတစ်ချက်ကြည့်လို့ရပါတယ်ပူမာတွေကတော့သူတို့တူးတဲ့ထုတ်တဲ့ဖက်နက်တွေအပြင်ကိုမှတခြား brand တွေနဲ့ collaboration လုပ်တဲ့ဖက်နက်တွေလည်းစီးထက်ချထားပါတယ်ဒီနှစ်ရန်ကတော့ BMW နဲ့ collaboration လုပ်ထားတာဖြစ်ပြီးတော့ဒီဘက်နှစ်ရန်ကတော့ Porsche နဲ့ collaboration လုပ်ထားတာဖြစ်ပါတယ်ဒီအခုကျွန်တော်ကန်ကြည့်တဲ့ဖက်နက်ကလေးကတော့ 40% off ဖြစ်ပါတယ်ဒီဈေး4400ကိုဒီမှာ 40% off ဆို2640နဲ့ရမယ်ပေါ့နော်အပေါ်ကဖက်နက်ကလည်း Porsche နဲ့ collab လုပ်ထားတာပဲဖြစ်ပါတယ်အဲ့ကောင်ကတော့4400ကို 30% off 3080နဲ့ရမှာဖြစ်ပါတယ်ပူမာတွေကဆိုရင်လည်း1900ဝန်းကျင်နဲ့ရမယ်တခြားဖက်နက်လေးတွေလည်းအများကြီးရှိပါသေးတယ်1950ဝန်းကျင်နဲ့ပေါ့နော်ဆိုတော့ဗီဒီယိုကိုကြည့်ပြီးတဲ့သူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ